Mio caro Tascino Milioni Namarai Halo Ningava Ini apa nih Kamu jauh bawa saja Pandi nih Oke Ibu beli karena izin Tegak-tegak Sudang sahut tema pare, Trinity ngabanya, todo, sudang sahut tema tahunnya sama. Lagi sini deh, jangan kunci video mah Trinity ngabanya ni. Jadi ibu beli karena ini, kemudian nanti mampir cemaya yang cepat. Kalau kita main jauh itu, jadi music deh, kalau anda tanya tinggal punya itu, di ini karena di itu, jadi lebih aja, kalau balu itu, kita ada itu mau, jadi nyambi masih deh, ini kan itu, kerja deh, nyambi yang punya itu, ada mah. Ibu beli karena ini dulu, kemudian kita pilih tambah lagi cepat. Kalau ini cinti ngapain yang mapare janjiku, janji lagi kamar tiga ibu beli janji mah. Luka kaninga ngepika ni seti, bajau ya lagi dulu, jinde yang misi jin. Ini janjiku dulu, begini juga. Pertama untuk zaman dulu, mahu lima, kali ni aima, wabio, tiap kan sama tiap dua, peribad tiga nyale sama, ibu putih, pedulu juga pejaman, juga lebih penyalum, payung, sisyo. Karek kama mayare kama sekje lepene pai ko sisho bilo ma India mukti ni le chibo to teki Africa lebu taw ne kama pe tu ye sik the ma ji ni ma ji ye tanya lo alo lo ya la sin ma pi bu ai yi ka le piat ni le di chain ma aku ni ya le la taw ni le sik the ma lo jeno lo loka da ne joi Siapa bilang tu mai juga le tamam. Sekian macam tu cuma. Tu ada tu pilih baik. Ini lego begini juga. Kata ni nenek kuatkan cuma tiang boleh. Tiang boleh kama pijuku kan boleh kain. Sekian siapa siapa. Piju ini terus pai buca. Kalau tu hero lebih lah. ကိုလုံးလုံးမဖြစ်တဲ့လုပ်ကြီးကိုထပ်လုပ်ခိုင်းနေရင်ဘာဖြစ်မလဲစိတ်ပါမလားဘယ်သူမှစိတ်မပါဘူးလုပ်ပြီးသွားပြီအမျိုးမျိုးကြိုးစားပြီးပြီသို့တော်လည်းဒီသူစောရက complain ပေါ့နော် complain တော့နည်းနည်းတက်လိုက်ပြီတရားလုံးကြိုးစားပြီးတော့ဖမ်းခဲ့ပါပြီသို့တော်အရှင်းမိတ်နဲ့လုပ်ပါမယ်လို့လုပ်တဲ့အခါမှာပေထုကများအဲ့ချင်တဲ့မျက်လုံးတွေအဲ့ချင်တဲ့စိတ်တွေအကုန်လုံးပွင့်သွားတယ်လင်းတဲ့စိတ်တွေငါရတာပေထုပိတ်အောင်သွားတယ်တညလုံးကဖမ်းတာအခုမိနစ်ပိုင်းအတွင်းမှာ9မိနစ်10မိနစ်အတွင်းမှာငါးနေတစ်စင်းပြည့်ရတယ်တိတ်အောင်ကိုကောင်းတယ်တခင်ရှိမှာမစစ်တော့ပြီးတော့မှဒုထောက်ပြီးတော့မှတခင်ကျွန်တော်ပြစ်သားဖြစ်ပါလေကျွန်တော်စီရတယ်ပြောပါတခင်ရှိကဘာလဲပြောလဲဒီနေ့ကနေစပြီးတော့လူကိုရတဲ့အဲ့ဒီအချိန်မှာပေပြုတဲ့သူညီအန်ဒရီယာကုပ်နဲ့သူညီယောဟန်ကသခင်
ယေရှုခရစ်နောက်ကိုလိုက်သွားတယ်လိုက်ပြီးတော့ဘာလုပ်လဲသခင်ယေရှုခရစ်တုံ့ပြန်မှုဟောပြောမှုလှုပ်ဆောင်မှုတွေကိုတွေ့မြင်ကြားသိပြီးတဲ့နောက်သခင်ယေရှုခရစ်ကောင်းကင်ဘုံတက်ကြွတဲ့အခါမှာသခင်ယေရှုခရစ်လုပ်ခဲ့တဲ့ပြောခဲ့တဲ့တုံ့ပြန်ခဲ့တဲ့အရာတွေကိုဆက်လုပ်တယ်ဒီမှုတွေအဲ့ဒီမှာစခဲ့တယ်ဂါလိလဲအဲ့တမန်တော်များကိုစပြီးတော့ခေါ်တဲ့အချိန်ကနေစတဲ့အတွက်ကြောင့်အဲ့ဒီကြမ်းချက်ကိုခြေပြုပြီးတော့မှ2014ခုနှစ်မှာပဲသာသနာပိုင်ကျုပ်တွေကနေပြီးတော့မှသာသနာပိုင်ကျုပ်တွေသာသနာ့ဘုတော်ကနေပြီးတော့မှထွေးတိ၅ပါးမြောက်တတိယနေ့ပြီးဒီမှုတွေဒီသာသနာ့ပြုခဲ့ပြီးသံဃာခဲ့ပါအခုဆိုရင်ဘယ်နှစ်ရှိသွားရဲ့2014ကနေဒီနေ့2026ဆိုရင်ဘယ်နှစ်လဲ12နှစ်လား13နှစ်လား13နှစ်ဟာလား13နှစ်13ကြိမ်လောက်ရှိသွားပါပြီနော်2014ပါပါဆိုတဲ့အခါမှာ13ကြိမ်မြောက်ဆိုတော့ဒီနေ့ကျွန်တော်တို့အေဝံဂေလိနဲ့သာသနာပြုအတိတ်ပဲပါအေဝံဂေလိအတိတ်ပဲပါကဲကျမ်းစာကျောင်းမှာမစ်ရှင်ဘာသာရပ်ဘယ်လိုသိလဲအေဝံဂေလိဆိုတာဘာလဲဂရိစကား evangelion သူ့အဓိပ္ပာယ်ကဘာလဲဆိုတော့ good news မြန်မာလိုဒီကောင်ဟုတ်ပြီနော်အင်္ဂလိပ်လိုကတော့ gospel လို့ခေါ်တယ် good news လို့လည်းခေါ်တယ်လို့တော့ gospel လို့အခုတော့ဖတ်နေတဲ့အေဝံဂေလိကျမ်းကိုဘယ်လိုခေါ်လဲ gospel ကိုတချို့ဓမ္မပညာရှင်တွေကဘယ်လိုအတိတ်ပဲပြည့်လဲဆိုတော့ go and spell GOSPEL gospel go and spell go ဆိုတာဘာလဲဝါ spell ဆိုတာဘာလဲပြောနော်ပွားပြီးတော့ပြောအဲ့ဒါအေဝံဂေလိတကယ်တော့အေဝံဂေလိရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တည်ကောင်းမယ်လူတစ်ယောက်အတွက်ဝမ်းမြောက်စရာလူတစ်ယောက်အတွက်ကောင်းသောမှုအဲ့ဒါကိုပြောဖို့ဖြစ်ပါလေဟုတ်ပြီသာသနာပြုခြင်းသာသနာဘာစကားလဲသာသနာကပါဠိစကားဖြစ်ပါလေအဓိပ္ပာယ်ကအဆုံးအမဆိုတာဘုရားအဆုံးအမလဲဆိုတော့ဖရာသခင်ရဲ့အဆုံးအမအဲ့ဒီသာသနာကိုကျွန်တော်တို့ယူရတာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘုရားဘာသာမြန်မာပြည်မှာနေတဲ့အတွက်သာသနာကိုကျွန်တော်တို့ယူရတယ်ဖရာရဲ့အဆုံးအမကိုခံယူပြီးတော့မှအဲ့ဒီမှာသာသနာဖရာရဲ့အဆုံးအမကိုပြုတယ်ဖရာရဲ့အဆုံးအမကိုသုံးပေးတယ်ဖရာရဲ့အဆုံးအမတိုင်းအသက်ရှင်တယ်အဲ့ဒါကိုသာသနာပြုခြင်းလို့တက်လိုက်တဲ့အခါမှာအင်္ဂလိပ်တွေကတော့ mission လို့ခေါ်တယ်။သို့တော့အဲ့ဒီ mission ကသူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ send စီလွတ်တယ်ဆိုတဲ့အခါမှာအေဝံဂေလိနဲ့သာသနာပြုခြင်းတခါလေကျွန်တော်တို့ကခွဲနေတယ်။ဟောတာပြောတာအေဝံဂေလိကလူမှုရေးလောကသာသနာပြုခြင်းသွားမခွဲတယ်။အေဝံဂေလိနဲ့သာသနာပြုခြင်းဆိုတာတစ်ခုတည်းတစ်ဆက်တည်းအတူတူပူးတွဲပြီးတော့သွားရမယ်စကားလုံးဖြစ်ပါတယ်ဆိုတဲ့အခါမှာအေဝံဂေလိနဲ့သာသနာပြုအဓိပ္ပာယ်ကိုကျွန်တော်တို့ပြောရမယ်ဆိုတော့ဖရာရဲ့အဆုံးအမကိုခံယူဖရာကိုယ်ပင်ချက်အတိုင်းအသက်ရှင်ဟောပြောပြီးတော့မှဟောပြောဖို့ရန်အတွက်စေလွတ်ခြင်းခံရတာအဲ့ဒါပါလေအေဝံဂေလိနဲ့သာသနာပြုဆိုတဲ့အခါမှာဒီနေ့အေဝံဂေလိနဲ့သာသနာပြုနေသားတို့သမီးတို့မလုပ်ခဲ့ပြီ
ကယ်တော့အေဝံမိတာလာဖြစ်နေဆိုတာမြန်မာနိုင်ငံခရစ်ယာန်သင်းတော်ကပဲကျွန်တော်တို့ဆွေးနွေးငါးပါးမြောက်တရက်တည်းသတ်မှတ်ပေးတာဘုရားသခင်ဖြစ်စေခြင်းတာဘယ်လိုရက်လောက်ဖြစ်စေခြင်းပြန်ပြောကြည့်ပါဦးပါလေဟုတ်တယ်နေ့ရက်တိုင်းဒီအေဝံဂေလိသာသနာပြုနေဖြစ်ရမယ်အဲ့ဒါကိုသားတို့ဒီလိုပြကြရလားဒီနေ့ကျွန်တော်တို့ကျမတို့တတိထားမိရဲ့လားနေ့တိုင်းကျွန်တော်တို့ဘာပြောလဲတတိကောင်းပြောလားတရားနဲ့ကြောက်ကြည့်ပါကြောင်းပြောတယ်ဟာလိုက်ပါမှာဟာလိုက်နေတော့နော်ဟာဟိုတစ်တော့ထဲမှာလေပါတစ်တော့လေတော့ဒီနော်လာလေးတွေတချို့ကလည်းပဲဟိုလူငယ်သဘာဝတော့အဲ့ဒီမှာကျွန်တော်တချို့ကလည်းပဲဟိုလူကြီးတွေကြောင့်မနဲ့တွေ့ချင်းဟာပါတလုံးကောင်းတယ်ဒီပါလို့လေတော့ဒီလူရင်းပြီးတာမျိုးပြီးတာပါတလုံးကောင်းတယ်အေးပေါ့တကယ်တော့နေ့တိုင်းကျွန်တော်တို့ရဲ့အလုပ်ကပါလေအေးဘုံကလေးရဲ့သာသနာပြုလုပ်ငန်းဆိုတော့ဒီနေ့ကျွန်တော်တို့လုပ်ရမယ်ဒီနေ့ကျူးတဲ့နေ့ဖြစ်တဲ့အေဝံသာသနာပြုနေမှာကျွန်တော်တို့လုပ်ရမယ်အချက်၃ချက်ပထမတစ်ချက်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါဘာပဲချီးမွမ်းကြတာဘုရားသခင်ဒီနေ့ကျွန်တော်တို့ကိုအေဝံဂေလိသာသနာပြုလုပ်ငန်းစီမံထားပြီးတဲ့အတွက်ကြောင့်စီရင်ထားပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်ပါတယ်ဧဝံဂေလိဘယ်ကနေစလဲဧဝံဂေလိကပ္ပဦးအခန်းကြီး1အခန်းငယ်29 28ထို့သောဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်ညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်ညီလူကိုဖန်ဆင်း၍ယောက်ျားနှင့်မိန်းမကိုဖြစ်စေတော်မူ၏ဘုရားသခင်သည်ထိုသူတို့အားကောင်းကြီးပေးတော်မူလျက်များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်နှင်းကြလော့ရေတ္တဝါတို့ကိုယ်တော်၎င်းလေတ္တဝါကိုယ်တော်၎င်းရေပေါ်မှာတွတ်တက်သောသက်ရှိတိရစ္ဆာန်ပေါင်းတို့ကိုယ်တော်၎င်းအုပ်စိုးကြလော့ဟုမိန့်တော်မူ၏ဒီချက်ကိုကြားတဲ့အခါဖတ်တဲ့အခါမှာဘယ်လိုသဘောပေါက်ကျွန်တော်တို့ကတော့ဒီချက်ကိုဘယ်ချိန်မှာသွားပြီးတော့ကြားကြလဲဆိုတော့လက်ထပ်ပွဲတွေမှာတော်တော်များများကြားအချင်းတို့များများစွာမွေးတော်ဟုတ်ပါတယ်မွေးခိုင်းတာဟုတ်တယ်အရင်တော့ကတယောက်မှမွေးဘူးအများကြီးမွေးတယ်16ယောက်တားစင်ကိုကျုပ်သွားတားစင်ဝက်လောက်ထိမွေးတဲ့လူတွေရှိတယ်နော်ဆိုတော့အခုဆိုရင်တော့တိတ်ပြီးတော့မမွေးကြတော့ဆိုတော့ဘုရားသခင်ကအဲ့ဒီကောင်မမွေးခိုင်းတာလားဆိုတော့မွေးခိုင်းပါသို့တော့ဘုရားပထမဖတ်သွားတဲ့ကျမ်းချက်ကအချက်မှာပြောလိုက်ဘုရားသခင်ကြီးလူကိုဘု து ပုံနဲ့ဖန်ဆင်းထားလေသူ့ပုံစံတိုင်းဘုရားရဲ့ပုံစံတော်နဲ့အညီဖန်ဆင်းခိုင်းပြီးတော့မှဘာလုပ်ခိုင်းလဲဝါများခိုင်းတာဆိုတဲ့အခါကျတော့ဒီနေ့မိမများကလေးကိုလက်လွတ်စပယ်ကိုဝေးပါလေဒီမှာထိုင်တဲ့သားသမီးတွေလည်းတတိယရဲ့အိမ်တော်မပြုမဲ့လူလက်လွတ်ချောင်းစီသိရှိမှာအပြိုကြီးပြိုကြီးနေတယ်ဆိုတဲ့ဒီမှန်ကျရှိတဲ့လူသိရှိမှာဆိုတော့နောက်ကလေးဝေးတယ်ဆိုရင်အတလို့မဝေးနဲ့ဖခင်ရဲ့ပုံတံတော်နဲ့ညီတဲ့ကလေးကိုမွေးပေးပါအဲ့ဒါအေဝံဂေလိဟုတ်ပြီနော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကမွေးတယ်မကျွေးနိုင်တဲ့အခါမှာမိပါမဲ့အကြောင်းကိုပြောလိုက်မပေးနိုင်တော့တဲ့အခါမှာလမ်းဘေးမှာသွားဖြစ်ထားကြတယ်အမိုက်ပေါ်မှာဖြစ်မဟုတ်ဘူးဘုရားခင်ကမွေးခိုင်းတယ်ပုံသဏ္ဍာန်တော်နဲ့အညီတူအောင်တရားဖြင့်ပြောမယ်ဆိုရင်ဖယားနဲ့တူအောင်ကလေးကိုမွေးပါအဲ့ဒါအေဝံဂေလိပဲဆိုတဲ့အခါကျတော့ဒီနေ့ကျွန်တော်တို့အပြင်ထွက်ပြီးတော့မှ
မိဘများပေါ့အိမ်တော်ရှိတဲ့မိဘများအပြင်ထွက်ပြီးတော့မှအေးဝံဂေလိမလုပ်နိုင်ဘူးဆိုရင်ကိုယ်အိမ်မှာရှိတဲ့ပါသမီများကိုဘုရားတရားသိအောင်သခင်ယေရှုခရစ်နဲ့တူအောင်ပြုစုဝတ်ပြုတော်မူခြင်းသည်အေးဝံဂေလိနဲ့သာသနာပြုလုပ်ငန်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကရေတတော်ဝါလေတတော်ဝါကုန်းတတော်ဝါအားလုံးကိုအုပ်စုခိုင်းတာဆိုတဲ့အခါမှာအဲ့ဒါလည်းအေဝံဂေလိပဲဒီနေ့ကျွန်တော်တို့အေဝံဂေလိနဲ့သာသနာပြုလို့ပြောတဲ့အခါမှာလူတွေကိုပဲကျွန်တော်တို့လုပ်တယ်သဘာဝပတ်ဝန်းကျင်ကြီးကိုကျွန်တော်တို့ဥပိ္ပခါပြုတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့သဘာဝတရားကြီးကဖောက်ပြန်လာတယ်ဘုရားကအောက်စုခိုင်းတယ်ဆိုတာကဘာသာစုတဲ့ကိုကောင်းအောင်စီမံခန့်ခွဲခိုင်းတာတစ်တော်ရှိရင်တစ်တော်ကိုလို့ပြောအောင်ဟုတ်ငါတဲ့ကရေတဲ့ကငါ့ကိုစားကျင်တဲ့အခါမှာပိုက်တယ်မဖမ်းတော့ဘူးငမြန်းတယ်လည်းမဖမ်းတော့ဘူးကျင်းဆက်တဲ့တွေ့တယ်ငါပြုံးတာပေါ့တွေ့တဲ့မြအကောင်တွေကိုတူမီနဲ့လိုက်ပြမလို့ကုန်ပြီပေါ့သဘာဝတရားကြီးဘာကောင်းမှာလို့သဘာဝတရားပေါက်ပြန်တာဒီနေ့ဘုရားခင်ကျွန်တော်တို့ကိုစီးနေတာမဟုတ်ဘူးကျွန်တော်တို့ကသဘာဝတရားကြီးကိုအေဝံဂေလိသာသနာပြုဖို့ရန်အတွက်ပြည့်ွက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကဧဝံဂေလိအလုံးဆိုတာအာရန်ဧဝလက်ထက်ကဘုရားခင်ပြီးတယ်အဲ့ဒါကိုလူတွေဘောပေါက်တဲ့အခါမှာသခင်ယေရှုခရစ်လာတယ်လာပြီးတော့ပြန်မှာပြောတယ်ဆိုတော့ကောင်းတဲ့ဘုံမတက်ကြဘူးမာကုခန်းကြီး16အနေ15တလောကလုံးနဲ့ပွား၍လူတက္ကဝအပေါင်းတို့အားတရင်တော်မြတ်ကိုဟောကြလောလူတက္ကဝပမာလူရတော့ဒီလိုပဲသိတယ်ပြီသို့တော့အင်္ဂလိပ်လိုကဘယ်လိုပြောလိုက်လဲဆိုတော့ the whole creation whole ဆိုတာပါတယ်တစ်ခုလုံး creation ဖန်ဆင်းခြင်းတစ်ခုလုံးကိုပွားပြီးတော့မှသတိတော်မြတ်ပြောရမှာဧဝံဂေလိသာသနာပြုလုပ်ရမှာအဲ့ဒါဘယ်သူတွေကိုပြောနေရလဲတကယ်ရှိတဲ့ကောင်းတဲ့ဘုံကိုတည်ကြွပြီးမှနောက်ဆုံးမိတ်လို့ပြောစကားမှာနော်အခက်အခဲဆက်နေရတယ်ကိုစသပါမယ်ထို့နောက်စပွဲထိုင်နေကြသောတစ်ပါးတို့အားသင်ကြားတော်မူ၍ရှင်ပြန်ထမြောက်တော်မူပြီးမှဘုရင်ရသည်ဟုစကားကိုမယုံကြသည့်အတွက်မယုံခြင်းစိတ်ခဲရင်ခြင်းများကိုဆုံးမလို့ပြီးနောက်လောကလုံးနဲ့သွား၍လူသက်တော်ပေါင်းတို့အားတည်းတော်မြတ်ကိုဟောကြလို့ယုံကြည်၍ပဋိသင်္ခါသူဤကဲ့တင်ခြင်းတို့ရောက်တဲ့မယုံကြည်သူကအပြစ်စီရင်ခံရကြတဲ့ယုံကြည်သူတို့ရတတ်သောနမိတ်လက္ခဏာများကငါနာမနှင့်ညံ့များကိုနေထုတ်ခြင်းဘာသာစကားထုတ်ပြောဆိုခြင်းဝိညာဉ်ကိုဖတ်ကြင်ခြင်းစိတ်တောက်ကိုတောင်းမိခြင်းဘေးကင်းခြင်းမကြမ်းမမှန်သူတို့ပေါ်မှာလက်တည်၍ချမ်းသာနေခြင်းများသည်မယုံကြည်သခင်ယေရှုခရစ်ဒီနေ့ကျွန်တော်တို့ကိုပြောသွားခဲ့လို့ခတ်ပြောတယ်ကဘာဦးတွေကဘုရားခင်ကခိုင်းတယ်လူတွေနားမထောင်ဘူးတကယ်ရှိခိုးကိုယ်တိုင်ကြွလာတယ်အေးဝံဂေလိနဲ့သာသနာပြုလို့ဖို့ခတ်ပြောတယ်ဒါကြောင့်ဒီနေ့အေးဝံဂေလိသာသနာပြုနေမှာဘုရားရဲ့စီမံပေးသောအေးဝံဂေလိသာသနာပြုလုပ်ငန်းကိုဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရမယ်လို့ပြောတဲ့အခါမှာဧဝံဂေလိသာသနာပြုဘုရားခင်မစီမံပေးခဲ့ရင်ဧဝံဂေလိသာသနာပြုတာမရှိခဲ့ရင်မြန်မာနိုင်ငံပြည်ရဲ့တင်းတော်ဆိုတာလည်းမြန်မာပြည်မှာမရှိဘူး။တောင်သာသနာပိုင်နယ်ဆိုတာလည်းမရှိဘူး။ဗတ္တိဇာဆရာရှင်ကဘုရားကျောင်းဆိုတာလည်းပဲရှိလာမှာမဟုတ်ဘူး။ဒီလိုနေ့မျိုးမှာကျွန်တော်တို့အတူတူပါတွေ့ဆုံပြီးတော့မိတ္တာရဖွဲ့ပြီးတော့မှတင်းတစ်ချင်းတွေဆိုမယ်ဝုပြုကိုပဲမယ်သင်ကြားခြင်းတွေလုပ်ဖို့မရှိဘူး။အဲ့ဒီထက်ပို့ပြီးတော့ပြောရမယ်ဆိုရင်ဧဝံဂေလိသာသနာပြုခြင်းကြောင့်စစ်မှန်တဲ့ဘုရားကိုဒီနေ့ကျွန်တော်တို့သိရတယ်အသက်တာအတွက်ခိုင်မာတဲ့လုံခြုံတဲ့အရာကိုကျွန်တော်တို့စုပ်ကိုင်နေရတယ်
ဒီဘဝအတွက်ကမကနောက်တမလုံးဘဝအတွက်ကျွန်တော်တို့မှာအပြည့်ရှိပြီလားဒီဘဝမှာဒုက္ခရောက်ရင်ဘယ်လိုဖြေရှင်းမလဲနောက်ဘဝမှာငရေမကြအောင်ငါတို့ဘယ်လိုသက်ရှင်မလဲအဲ့ဒါဧဝံဂေလိသာသနာပြုရဲ့ဂျေဇုကြောင့်ဖြစ်တဲ့ကြောင့်ဒီနေ့တရားသခင်ရဲ့ဂျေဇုတော်ကိုကျွန်တော်ရှင်းမရမယ်လုပ်ရမယ်ပထမချက်ကိုပြန်တယ်လို့ရှိသွားတယ်ဒုတိယလုံးဧဝံဂေလိသာသနာပြုလုပ်ငန်းကိုလှုပ်ဆောင်ခဲ့တဲ့ရှေးဘုရားလို့ပြောတဲ့အခါမှာပိပသာသနာပြုကျွန်တော်တို့မြန်မာသမိုင်းမှာတရားလာညနေကျူအင်္ဂလိပ်များပြီးမြန်မာနေချက်အင်္ဂလိပ်များပြီးမြန်မာပြည်မှာကျုံပြုခဲ့တယ်ကျွန်တော်တို့ကအစူးကြိုက်တယ်တကယ်တော့နှုတ်ကပတ်သမချမ်းသာဘုသူကယူလာပြီးတော့အဲ့ဒီနေချက်ကျုံပြုခဲ့သူတွေပဲသူတို့ကိုကျွန်တော်တို့ပြန်ကြည့်လို့တင်ရငါတို့ကိုညှဉ်းပန်းနှိပ်စက်တဲ့လူတွေကိုတော့မှငါတို့ပြန်ပြီးတော့မေတ္တာပို့ရမယ်မေတ္တာပြမယ်ဆိုတာတကယ်ရှိတယ်ပြောတယ်သူတို့ကတစ်ဖက်ကတော့နေချက်အလုပ်ကိုလုပ်လို့လည်းပဲတစ်ဖက်မှာကျွန်တော်တို့ကိုအေးဘူးကလိသာသနာပြုလုပ်တယ်လုပ်ပြီးတဲ့အတွက်ကြောင့်ဒီနေ့ခုနပြောတဲ့စစ်မှန်တဲ့ဘုရားကိုကျွန်တော်ရလာဒါကြောင့်ဒုတိယတစ်ချက်ကသာသနာပြုများကိုကျေးဇူးတင်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့သူတို့ကိုမတွေ့ရတော့ဘူးဆိုတော့သူတို့ရဲ့ဉာဏ်ဝိညာဉ်တွေပဲစွတ်တောင်းပြတာဘုရားပြီးပါတစ်ချက်ကျွန်တော်တို့လုပ်ရမယ်လို့အဲ့ဒီလောက်ကတော့ပါလေဆိုသခင်ယေရှုခရစ်ဟောကဘာဦးကလေးကဘုရားရှင်ပြောတဲ့ဧဝံဂေလိသာသနာပြုလုပ်ငန်းသခင်ယေရှုခရစ်ထပ်ပြောတဲ့ဧဝံဂေလိသာသနာပြုလုပ်ငန်းကိုကျွန်တော်တို့နေ့စဉ်အသက်ရှင်တိုင်းမှာလုပ်ကြဖို့ဖြစ်ပါလေဒီနေ့မနေ့10 နာရီစပြီးတော့မှပြင်ကြခြင်းတွေလုပ်စားကြတယ်တောက်ကြတယ်မိတ္တာရဖွဲ့တယ်ဓမ္မတီးချင်းတွေဆိုတယ်ချီးမွမ်းကြတယ်အခုကျွန်တော်တို့ပြုတယ်တဏှီကိုအချိန်ယူပြီးတော့မှအလဟတမဖြစ်စေဖို့အတွက်ဒီနေ့ချစ်တော်ညီကိုမောင်မများသာသမီများကိုမှာတင်လာကဒီချက်သုံးချက်ကိုပြပါမယ်ဒီလိုဒီသာသနာပြုနေကြတယ်ဘုရားကိုချီးမွမ်းပါသာသနာပြုခဲ့ပြီးသောပုဂ္ဂိုလ်များကိုတတိယအောင်မြင်မြတ်တာကိုဆုတောင်းပေးပါဆက်လက်ပြီးတော့မှကျွန်တော်တို့ဧဝံဂေလိလုပ်ငန်းကိုဧဝံဂေလိသာသနာပြုလုပ်ငန်းကိုလုပ်ပါဟုတ်ပြီဧဝံဂေလိသာသနာပြုလုပ်ငန်းဧဝံဂေလိလုပ်ဖို့အတွက်ပါရည်ကြီးတယ်သာသနာပြုလုပ်ဖို့အတွက်ပါရည်ကြီးတယ်ကျောင်းမှာဘယ်လိုသင်လဲဒီမှာထိုင်နေတဲ့ဆရာမလေးတွေကိုနေတယ်ဧဝံဂေလိသာသနာပြုလုပ်ဖို့အတွက်ပါရည်ကြီးတယ်ဒါမှမဟုတ်နားလေးကြည့်ကြတယ်မခက်ပါဘူးကျွန်တော်တို့ကျမ်းစာကြောင့်ဆင်းတော့3 လအခုစိတ်တန်လာပဲဖြစ်ပါညနာတဲ့ဘုရားကျွန်တော်တို့ပြောနေဆိုတော့ဆရာကြီးပေါ့လားဒိုးတွေပါရှိဇီကုံမြို့နယ်ထဲမှာရှိအဲ့မှာကျွန်တော်တို့အင်္ဂလိကန်သင်တော်ရှိတယ်သို့တော်လည်းပဲသမယိုးကြမိယိုးမလားအင်္ဂလိကန်သင်တော်တင်တာဖြစ်တဲ့အတွက်အဲ့ဒီနေရာလေးကိုရွေးပြီးတော့မှကျွန်တော်တို့အင်္ဂလိကန်ဆိုတော့ဘာလို့ဒီမှာကျွန်တော်တို့ကိုပြင်ဆင်ပေးပါအစုံပေါ့စီပညာသင်ပေးတယ်ကျမ်းစာကတော့ပြောပြလို့ပေါ့နော်ဧဝံဂေလိသာသနာပြုဆိုတာပါလဲဆိုတာစိတ်သက်ပြီးရိုက်ပေးတယ်ပြီးတော့လက်ပြီးကြတဲ့သက်ဘဝကြောင့်လုပ်ငန်းတွေလည်းပဲသိပြအောင်ဥပမာပြလက်သမားပယံစသည်စိုက်ပျိုးရေးဝိဝီနဲ့ပတ်သက်တဲ့အကြောင်းအကုန်လုံးပေါ့
လက်နဲ့ဆက်ဆက်တော့သင်ပေးတယ်တပတ်10ရက်လောက်သင်ပေးတယ်ဘုရားဆိုတဲ့အခါမှာဆရာကြီးဘုအောင်ကထုံးကသူ့ရဲ့အားကြတဲ့ပုဂ္ဂိုလ်ကတမန်တော်ရှင်ဘောသူရဲ့သာသနာပြုလို့ရတဲ့သဘောကြတဲ့အခါကျွန်တော်တို့အဖွဲ့16ရောက်ကိုပေါ်ပြီးတော့မှသာသနာပြုပြီးရှင်ရောဟောတယ်ဆိုတော့သူကဗာပဲလေးချင်းပြီးတယ်ဆုတောင်းပါဆုတောင်းနိုင်ကျမ်းစာဖတ်ခိုင်းတယ်ဧဝံဂေလိသာသနာပြုလို့တဲ့ဆိုတဲ့အခါမှာဒီနေ့ဧဝံဂေလိသာသနာပြုလုပ်ငန်းမှာဘာအရေးကြီးလဲကျမ်းချက်နဲ့အထောက်အထားရကြပါလေဓမ္မတော်ဝတ္ထုအခန်းကြီး1ဓမ္မတော်ဝတ္ထုအခန်းကြီး1အငယ်8တို့ရတွင်သင်တို့ပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သည့်အခါသင်တို့ဒီတကူရရှိကြသဖြင့်ယေရုရှလင်မြို့ယုဒနယ်ရှမာရိနယ်မှစ၍မြေကြီးစွန့်ပြတိုင်အောင်ငတ်သက်တင်များဖြစ်ရကြလိမ့်မည်ဟုမိန့်တော်မူပြီးနောက်သခင်ယေရှုခရစ်ကဧဝံဂေလိသာသနာပြုလုပ်ငန်းကိုဆက်လက်ပြီးတော့လှုပ်ဆောင်ဖို့ရန်အတွက်သူ့ရဲ့တမန်တော်တွေကိုတာဝန်ပေးအပ်ပြီးတဲ့အခါမှာကြံတဲ့အရာမပြောဘူးတခုပဲသူပြောတယ်မင်းတို့ကတန်ရှင်းသောဝိညာဉ်တော်ဆင်လွတ်ပေးမယ်ဆိုတဲ့အခါကျဒီနေ့ဧဝံဂေလိသာသနာပြုလုပ်ငန်းမှာဘာအရေးကြီးတယ်လို့မေးရင်ဖြေလို့ရပါတယ်ဖခင်လည်းရည်ကြီးတယ်အဲ့ဒီဖခင်မှာ Trinity ဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့တကူကသိလို့တယ်ခုနကျမ်းစာဖတ်သွားတယ်ကျမ်းစာဖတ်သွားဒီနေ့ဧဝံဂေလိကျမ်းမှာမာသဲခန်းကြီး9ကနေ73အဲ့ဒီကျမ်းမှာသခင်ယေရှုခရစ်ပြောတဲ့စကားမိန့်တော်မူတဲ့စကားတစ်ခုရှိပါအဲ့ဒါကတော့ဗာလဲဆိုတော့ပူဇော်တကားထက်ကြီးညိုသောသဘောကို၎င်းမိရှုရာတကားထက်ငါဖျားသခင်ကိုသိကျွမ်းခြင်းကို၎င်းငါနှစ်သက်တယ်ဘာဖြစ်လို့ဒီကျမ်းချက်လေးကိုကြားပြဝင်ပြောရလဲဆိုဒီနေ့ကျွန်တော်တို့လုပ်တဲ့ဧဝံဂေလိလုပ်ငန်းမှာအစစ်အမှန်နဲ့အတူရောင်ရှိတယ်တချို့ကဧဝံဂေလိသာသနာပြုလုပ်ငန်းကိုအယောင်ပြပြီးတော့မှကိုယ်ကလေးလေးပဲပြောတယ်လှုပ်ရှားနေတဲ့အသင်းတော်တွေရှိတယ်လူပုဂ္ဂိုလ်တွေရှိတယ်ဖခင်ရဲ့ဧဝံဂေလိသာသနာပြုလုပ်ငန်းဆိုတာကျွန်တော်တို့လှုပ်ရှားရမယ့်အရာမဟုတ်ဘူးလှုပ်ရှားနေတာဆိုတဲ့အခါမှာလှုပ်ရှားသူတွေကဟောတယ်ပြောတယ်တင်တဲ့ line ပေါ်မှာအလူခံအလူရဒါလှုပ်ရှားတာအပြင်မှာလည်းလိုက်လူခံတယ်တကယ်တော့ရှင်းသာသနာပြုခဲ့တဲ့ပုဂ္ဂိုလ်ရဲ့အသက်တာကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရင်အင်မတန်မှရိုးစင်းတယ်လောကကြီးတစ်ခုမှမပါဘူးနှလုံးသားတွေကစစ်မှန်ခြင်းနဲ့ခုနဘုရားခင်ပြောတဲ့သခင်ယေရှုခရစ်ပြောတဲ့ကြည်ညိုတဲ့သဘောငါဘုရားကိုသိကျွမ်းတဲ့သဘောနဲ့စက္ကန့်လုံးဆောင်ခဲ့တာသမိုင်းအသင်းတော်သမိုင်းထဲမှာဖရန့်စစ်ဆိုတဲ့ယဟန်တပါးတို့ကိုကြားလို့Francis Xavier သူကလူကုန်တဲ့ကုန်တယ်ရဲ့သားသိချမ်းသာတယ်သို့တော့ဖျားเจ้าကိုသူဝတ်တဲ့ကျမ်းစာဖတ်တဲ့ဟာကိုကြားတယ်ဘာကြားလဲဆိုတော့သင်ရဲ့ဥစ္စာတွေကိုကြောင်းပြီးတော့ဆင်းရဲသားတွေကိုပြီးပါ
အဲ့ဒီကြမ်းချက်ကိုဖတ်လဲဖတ်ရောနှလုံးသားကိုထိတာခုနကြည်ညိုတဲ့သဘောဝင်လာတာအပေါ်ရသဘောခပ်ပေါ်ပေါ်နဲ့ဘုရားလာရှိခိုးတာခပ်ပေါ်ပေါ်နဲ့လာပြီးတော့ဘုရားကျောင်းမှာပြီးရောတောင်းကြည့်ဘုရားကိုပြုတာမဟုတ်ဘူးအပျော်သဘောနဲ့လာပြီးတော့ဘုရားလာရှိခိုးအဲ့ဒီကြမ်းချက်ကသူ့နှလုံးသားကိုထိပြီးတဲ့အခါမှာသူဘာလုပ်လဲရှိသမျှအရာတွေကိုရောက်တရားသားလို့နေဘုရားကျောင်းရဲ့ခေါင်းလောင်းစီအောက်မှာအဝတ်အစားကလာလာပပမလို့အစုပ်ပြက်တွေကိုဆင်းရဲသားတယောက်လိုနေသူ့မှာရှိတဲ့ထုခွဲရောင်းချတဲ့ပစ္စည်းဥစ္စာတွေကိုဆင်းရဲသားတွေကိုပြီးခဲ့တယ်ဒါအေဝံဂေလိသာသနာပြုလုပ်ငန်းကိုလုပ်တဲ့အခါမှာကြီးညိုတဲ့သဘောငါထောင်ရဘုရားကိုသိကျွမ်းတဲ့သဘောနေတဲ့ပြီးဆက်ပြီးတော့မှသက်ရှင်ခဲ့တယ်နောက်ဆုံးတည်တဲ့အထိလောကအရာဘာတစ်ခုမှမစိုးနိုင်တော့ဘူးဒီနေ့အေဝံဂေလိသာသနာပြုလုပ်ပြီးတော့မှချမ်းသာကြွယ်ဝနေတဲ့အမှုကိုဆောင်ပြီးလို့ပြောတာတော့သို့တော့တခုတော့ဒီနေ့ကျွန်တော်တို့သတိပြုရမှာအေဝံဂေလိသာသနာပြုလုပ်တဲ့အခါမှာလောကအရာကိုအဓိကမထားလို့ရှိရင်ကြည့်တယ်။ဆိုတော့ချစ်တော်ဒီကုမာရသာသမီတို့ကိုပြောချင်တာကအေဝံဂေလိသာသနာပြုလုပ်ကိုလုပ်တော့မယ်ဆိုရင်အဓိကကျွန်တော်တို့ဘတ်ဂျက်သိဆွဲတာအဘတ်ဂျက်အရေးကြီးတယ်ဘတ်ဂျက်ဆိုတဲ့အခါမှာအခုသင်တော်လုပ်တာအေဝံဂေလိလုပ်တာပတ်စံမလို့ကလို့လေသို့တော့အဲ့ဒီပတ်စံကသူ့အတူလာတယ်ဘုရားရှင်ပြင်လိုအပ်ရင်လာတယ်သို့တော့ဒီနေ့ကျွန်တော်တို့ကဘာလဲဆိုတော့တခုခုလုပ်တော့မယ်ဆိုရင်ဘတ်ဂျက်အရေးဆွဲတယ်ဒီနေ့ဖြစ်တဲ့ကအေဝံဂေလိသာသနာပြုလုပ်ကိုလုပ်တော့မယ်ဆိုရင်အစာရှောင်ဆုတောင်းတယ်ကျမ်းစာဖတ်ပြီးတော့မှဝိညာဉ်တော်ကိုတောင်းခံပြီးတော့မှဝိညာဉ်တော်လမ်းပြမှုနဲ့ကျွန်တော်တို့သွားဖို့သိရင်းကြီးတယ်အဲ့ဒီလိုမျိုးမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အေဝံဂေလိသာသနာပြုလုပ်ငန်းကြီးအတုအယောင်ပူဇော်တကားမိရှုရတကားပဲဖြစ်မယ်တာဝန်ကြီးသဘောပဲဖြစ်မယ်လူမြင်ကောင်းအောင်ကျွန်တော်တို့လုပ်ခဲ့ရတဲ့ဖြစ်မယ်ဆိုတဲ့အခါမှာဒီနေ့ကျွန်တော်အေဝံဂေလိသာသနာပြုလုပ်ငန်းကိုလုပ်ကြတဲ့အခါမှာဘုရားကိုအမှန်တကယ်ချစ်ခြင်းဘုရားသခင်ရဲ့ဘုရားခင်ကိုအမှန်တကယ်သိကျွမ်းယုံကြည်ချစ်ကြောက်ခြင်းဆိုတဲ့နှလုံးသားတွေနဲ့ကျွန်တော်တို့လှုပ်ဆောင်လုပ်တယ်ဆိုတဲ့အခါမှာခုနပြောခဲ့တဲ့အတိုင်းတန်ရှင်းသောဝိညာဉ်တော်တကူမပါလို့ကတော့အေဝံဂေလိသာသနာပြုလုပ်ငန်းအထူးရောက်နေပြီအေဝံဂေလိသာသနာပြုလုပ်ငန်းအစစ်မှန်ဆိုရင်ဝိညာဉ်တော်တကူပါရဝိညာဉ်တော်တကူပါတဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲခြင်းဆိုတာမရှိတော့ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်။ကျွန်တော်သာသနာပြုတွေကိုကျွန်တော်ပြန်ကြည့်လိုက်။တမန်တော်ရှင်ဘောလူထောင်ထဲရောက်တယ်၊ဂိမ်းနဲ့ပြစ်ခံရတယ်၊လေပုံတိုင်းသင်္ဘောပြစ်တာခံရတယ်၊ကျိန်ရက်တယ်ခံရတယ်၊ဆင်းရဲဒုက္ခအမျိုးမျိုးကိုကြုံရတယ်။အပြင်မှာလည်းကျွန်တော်တို့သာသနာပြုတွေဒီနေ့နေ့ချင်းသာသနာမှာနာမည်ကြီးတဲ့ဆရာယူဒတန်ဒေါက်တာဘွဲရ1873မှာရောက်လာဒုက္ခခံရနောက်ဆုံးဖတ်ခံရအသက်ခံရပယ်လီမိခဲမှာအလောင်းကိုဖြောက်လိုက်တော့ဒါနေ့ချင်းသာပြောအင်္ဂလိပ်ကမှာလည်းရှိတယ်ဆိုတော့ကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာရှင်းဘူးသေးတယ်အဲ့ဒီဖယားကိုကြည်ညိုတဲ့စိတ်ဖယားကိုအမှန်တကယ်ချစ်ကြောက်မြတ်လို့သိကျွမ်းယုံကြည်တဲ့စိတ်နဲ့အစိခံခဲ့တာပါဆိုတဲ့အခါမှာဒီနေ့အေဝံဂေလိဆိုတာသာသနာပြုခြင်းလုပ်ငန်းဆိုတာဒုက္ခအခက်အခဲမရှိတာလို့ရှိတယ်အာဗြဟံကိုလည်းဘုရားခင်ဧဝံဂေလိသာသနာပြုလုပ်ခိုင်းခဲ့ပါ
ဝါအပြာကိုလောက်ခိုင်းတဲ့ပုံစံကတမျိုးပေါ့နော်ဝါမင်းကလူမျိုးကြီးဖြစ်စေမယ်မင်းအားဖြင့်လူမျိုးပေါင်းကောင်းကြီးခံစားမယ်မင်းလူမျိုးအပေါင်းရဲ့ဖေကအဖဖြစ်မယ်မင်းဟာကောင်းကြီးမင်္ဂလာရဲ့အရင်ခံဖြစ်မယ်အဲ့ဒီဂတိတော်တွေနဲ့ဘုရားရှင်ကိုသူ့သွားခိုင်းတဲ့အခါမှာအဲ့ဒီဂတိတော်ကိုခံစားရတာမဟုတ်ဘူးအယုံဆုံးသူကြုံရတဲ့ပြဿနာကပါလဲဆိုတော့အစာခေါင်းပါခြင်းပဲစားစရာမရှိဘူးဘယ်ကိုပြေးရလဲဆိုတော့အီဂျစ်ပြည်ကိုပြေးရတယ်အီဂျစ်ပြည်ကိုပြေးတဲ့အခါမှာအီဂျစ်ပြည်ကရှိတဲ့မင်းကသူ့ရဲ့မိန်းမကိုကြိုက်နေအောင်ဝါချတယ်ဆိုတဲ့အခါကျအဲ့ဒါကိုလည်းသူပြီးတဲ့အတွက်ကြောင့်သူ့မိန်းမဖြစ်တဲ့စာရာကိုသူကပြောတာ။ဘာရင်မင်းကငါမိန်းမလို့မင်းကိုပြောတယ်။ငါရဲ့ညီမလို့ပြော။ဘုရားလည်းပဲရောက်ချင်းကြိုက်ရင်ကြိုက်တော့ခေါ်တာအဲ့ဒီမှာညမှာဘုရားပြန်လာပြီးတော့ပြီးပြရအဲ့ဒီအေဂုတ်ပြည်ကိုအီဂျစ်ပြည်ကိုနောက်ဆုံးပြမှာဒီပေါ်တဲ့အခါမှာအာပြန်ကိုခေါ်တယ်ဘာလို့တော့နေရတော့ဒီမှာလည်းပြောတာအာပြန်လည်းပြောရတယ်ကျွန်တော်ကိုရံပြုမှာဆိုလို့သူ့ကိုကျွန်တော်ညီမလို့ပြောခိုင်းတာပါအဲ့ဒီလိုခက်ခဲနေအာပြန်ကြုံရတာဆိုတော့ဘုရားသခင်ကသူ့ပြောတဲ့ဂတိတွေမင်းတို့ကလူမျိုးကြီးဖြစ်စီတယ်ဆိုတော့အာပြန်ကအသက်85နှစ်ကနေဥရမြို့ကနေထွက်လာတယ်90နာရောက်တဲ့အခါမှာဘုရားကသူ့ကိုပြောတယ်မြို့နာအားပေးတယ်ဘုရားသခင်ကသူ့ကိုဧည့်သည်3ယောက်ပုံစံနေနဲ့သူ့ကိုလာလေပြီးတော့မှပြန်ခံပြီးမှသူကအခန့်ပြီးတော့ပြန်ခံပြီးမှသူ့ကိုပြောတယ်နောက်နေ့ဒီချိန်မှာမင်းသားကိုကြည့်ပြရတယ်ဇာရာကမဖြစ်နိုင်တဲ့ဟာဆိုပြီးတော့မှကလကနောက်ကနေလူကြီးရဲ့ကြားလိုက်မှာပါဆိုတဲ့အခါမှာအာပြန်အတကြီးမှာဘုရားရှင်ပြောတဲ့ဂတိတော်သားကိုရအဲ့ဒီသားလေးရရင်ရလေရပြီးတော့ဘုရားရှင်ကပြောတယ်အာပြန်မင်းရဲ့သားပြောက်ကိုဟောပြန်ပေးဆိုတော့တက်ရှင်ပြပဲဘုရားပြောတော့ဒီသားကိုဂတိတရားဆိုဘာဖြစ်လို့ခုပြန်တောင်းရလဲသို့တော့အာပြန်ဆိုတဲ့ကမတက်ဘူးအာမောရိကဝကိုထင်းမင်းတရိစ္ဆာန်မောတင်းသားကိုခေါ်ပြီးတော့တက်သွားတာသားတော့မင်းရတယ်အသေးထင်းပါတယ်မင်းပါတယ်ချစ်ကောင်းပါတယ်သူကတော့အေးစီးပဲအေးစီးဆိုတာအတွင်းမှာပူလောင်နေမှာပဲခဏနေကြရင်ငါသားကိုငါဓာတ်နဲ့ထူတတ်ငါသားကိုငါဖမ်းချုပ်ပြီးချီအောင်ပြီးတော့မှထူတတ်အဲ့ဒီဟာရုပ်ဘယ်လိုလုပ်ချင်မှာတော့သို့တော့ဖယားကိုသူယုံတာတော့နှလုံးသားတွေကဝိဒနာနှလုံးသားတွေကယုံကြည်ခြင်းနဲ့နှလုံးသားတွေကခံစားရတဲ့ဝေဒနာအဲ့ဒီချိန်မှာစစ်ခင်းနေပြီသို့တော့အာဗြဟံနောက်မဆုတ်ဘူးရစ်ပလင်ကိုတဲတယ်ထင်းကိုစီးတယ်သားကိုချုပ်ပြီးတော့မှဓာတ်နဲ့ထုတ်လို့တဲ့အခါသူ့ကိုထီးနေအာဗြဟံကြုံရတဲ့အဖြစ်မျိုးလို့ပြောရတာသိလို့ရတယ်ဒီနေ့ဒီပါလေးကိုသားသမီးကိုပါပြစ်မှမရှိတဲ့နဲ့အဲ့ဒီလိုရဲဆက်ဆက်လုပ်ဖို့အတွက်ဘယ်သူလုပ်ရဲလို့ဘယ်သူလုပ်ရတော့အာဗြဟံလုပ်ရတာတော့မဟုတ်ဘူးဘုရားသခင်ကိုယုံကြည်ခြင်းနဲ့သူလုပ်ရဲခဲ့တယ်ဆိုလိုချင်တာကဒီနေ့အေဝံဂေလိသာသနာပြုလုပ်မှာအဲ့ဒီလိုအခက်အခဲအကျက်တဲတွေနဲ့ကျွန်တော်ရင်ဆိုင်ရမှာဖြစ်တယ်ဒုက္ခဆင်းရဲတွေကြုံရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြည်ရတော်တော်များများနားလည်ထားတာကဘုရားမှုတော်ဆောင်ဆိုတာချမ်းသာကြွယ်ဝရမယ်ကောင်းစားရမယ်ဒုက္ခနဲ့မကြုံရဘူးဘုရားကိုယုံကြည်တဲ့သူကဘယ်တော့မှဒုက္ခဆင်းရဲမကြုံအောင်ဒါမှားတဲ့သူကိုချမ်းသာတဲ့မှာလည်းမပါဘူးဆိုတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝတက်ကဒီ easy going တက်တာရှိနေတယ်အဆင်ပြေနေတယ်ဆိုရင်ဘုရားသခင်ပြောတဲ့အခါနဲ့ကျွန်တော်တို့လွယ်နေတယ်ငါကကောင်းတာလို့ဒီလိုကောင်းကြီးမင်္ဂလာခံတာဘာလဲဆိုတော့မလုံမရှုံမပြုတ်ဆိုတဲ့မြန်မာစကားရှိတယ်ဆိုတော့ဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုမ
နေတာဘလူနဲ့ကျွန်တော်တို့ခံစားပြီးတော့မှနေသွားတာခံစားပြီးတော့မှနေပါအဲ့ဒီလိုနေရဘူးအဲ့ဒီလိုနေတဲ့အတွက်ကြောင့်ဒီနေ့လောကကြီးကပို့ပြီးတော့ဆူသွမ်းလာတယ်ဒုက္ခတွေများလာတယ်ဘုရားလည်းပဲဘုရားသခင်ယူစကားတော်ရှိတယ်ငါရဲ့အေးဝံဂလိတရားကဘာတစိုးကနေတစိုးနတ်ပါလေငါဒုတိယကျကြွလာတယ်အဲ့ဒီကဘာတစိုးကနေတစိုးကိုနတ်မှုရဲ့အတွက်ဒီမှာထိုင်နေကြတဲ့ကျွန်တော်ဓမ္မတွေအားလုံးရဲ့တာဝန်ပါဆိုတဲ့ခါကျတော့ဆုံးသတ်ပါမယ်အေးဝံဂလိသာသနာ့ပြုနေကိုထရစ်တီငါးပါးရောက်ဒီထရစ်တီငါးပါးကြီးရောက်တိုင်းလုံးရုံနဲ့ပြီးသွားတာမဟုတ်ဘူးနေ့စဉ်ကျွန်တော်တို့ပါလို့လေအေဝံဂေလိသာသနာပြုလုပ်ငန်းကိုလုပ်ကြပါဆိုတဲ့အခါကျတော့ဟာစီယာကပြောတယ်လေအေဝံဂေလိလောက်မယ်ဆိုတော့အိမ်ပြန်ပြီးတော့နေ့တိုင်းဆုတောင်းကျမ်းစာဖတ်ကျမ်းစာအုပ်တွေဝိစာတွေဝယ်ပြီးတော့မှလက်ထပ်ပြီးတော့ဟောပြောလို့ကျွန်တော်ပြောတာပေါ့ကျင့်စဉ်စေချက်ရှိတယ်အင်္ဂလိပ်ကနေတော့ကျင့်စဉ်စေချက်အလို့ရတယ်နန်းနေနေညနေတိုင်းနေ့စဉ်ဆုတောင်းရန်ဆုတောင်းပြီးအာယုပြုခြင်းဖြင့်နေ့စဉ်ကျမ်းစာဖတ်ရန်တနေ့ကလေးနေ့တိုင်းအများကြီးဆိုင်သောဘုရားကိုကြောင်းတက်ရန်ကိုယ်ကိုစစ်စစ်ပြီးမှဘွဲတော်မမှန်ယူရန်လို့ပါလေဒီသူပါလေးနေပါလေအထူးသဖြင့်တောက်ကြကြီးနေနေဒီသူပါလေးနေများတွင်ကိုယ်ကိုရတယ်ကိုယ်ကိုညင်ပေးရဒီရဲ့အကျိုးကြဝေးဝေးလားနော်ဒီတော့လေးစရတော့ပါတီရတော့ပြီးရင်ဒီစားတဲ့ပုံမှာရောစားတဲ့ကြားရမှာရေစားတဲ့ရဟုတ်ပြီနော်နောက်တစ်ခုကဒီတော့အားထားလို့ကြည့်ရအောင်ကိုကြည့်တဲ့ကလည်းရနောက်တစ်ချက်ဒီတော့ဒီလက်ဆောင်မင်္ဂလာပညာကိုဆောင်းတဲ့ကရာသီအချင်းချင်းကိုဆောင်းတဲ့ကလေးတွေညောင်းဝင်ပြီးရကိုဘေးတော်ရေးလုပ်ငန်းတွေတက်ခါချင်းနာပွားပွားပေါင်းဆောင်ရည်30တလောကလူကြီးချင်းကြီးဟုတ်လားဟုတ်ကဲ့အဲ့ဒါနည်းနည်းရှိတဲ့အတွက်ကြောင့်ဖတ်တော့ပါဆိုတဲ့အခါမှာအင်္ဂလိပ်ကန်ပြီးတော့ကြီးစေချက်ကိုပဲပြကြပြန်ဖတ်ပြီးတော့မှအဲ့ဒီတိုင်းချင်းဒီနေ့ပုံမှန်ဆူတောင်းတဲ့လူရှိလားပုံမှန်ကျမ်းစာဖတ်တဲ့လူရှိလားအဲ့ဒီလိုကျမ်းစာဖတ်တဲ့အခါမှာဒီနေ့ကျွန်တော်တို့ဒုတိယဒီနေ့ကျွန်တော်တို့ဆူတောင်းပြီးအာရုံပြုခြင်းဖြင့်နေ့စဉ်ကျမ်းစာဖတ်ရလို့ပြောတဲ့အခါမှာဆူတောင်းပြီးအာရုံပြုခြင်းဖြင့်နေ့စဉ်ကျမ်းစာဖတ်ရလို့ပြောအနောက်ကနေပြန်ရကျမ်းစာဖတ်တဲ့အခါမှာအာရုံပြုပြီးတော့မှအဲ့ဒီကျမ်းစာတိုင်းလိုက်လျှောက်မှသာလေကျွန်တော်တို့ဆူတောင်းပြီးမှာဆိုတဲ့အခါမှာကျွန်တော်တို့ကစုဝေးတောင်းတယ်ဘာတောင်းလဲစုဝေးတောင်းတယ်ဘာတောင်းရလဲဘုရားသခင်ရေကျမတာလူတွေပြီးပါကျွန်တော်တို့အိမ်မှာဘုရားလက်ရှိကိုရင်ကြည့်ပြီးတော့ချင်းချင်းလို့စုတောင်းတဲ့တင်ကြပါမယ်ကျမရဲ့အလုပ်ကကျမရဲ့အလုပ်ဒီနေ့ကျွန်တော်တို့အခုလိုဆောင်နေလဲပဲတော်တော်များများအဲ့ဒီဟာကိုလိုက်ပြီးတော့ဆူတောင်းပြီးနေတာအဲ့ဒီဟာပဲဆူတောင်းပြီးတော့ဘယ်ဆူတောင်းပြီးမလို့ဆိုတဲ့အခါကျတော့ဒီနေ့ဆူတောင်းတာမားတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးသို့တော်လည်းဒီနေ့ကျမ်းမာရေးနဲ့အလုပ်ကံကသိရေးကြီးလားကြီးတာပေါ့ကျမ်းမာမှာလုပ်နိုင်ပါလေလုပ်နိုင်မှာအသိတော်တွေကျမ်းမာမှာသိတော်တွေလုပ်နိုင်တယ်လေလူနိုင်တဲ့လုပ်နိုင်မှာသိတော်နိုင်တဲ့နိုင်ပါလေသို့တော်လည်းဒီနေ့ကျွန်တော်တို့ဆူတောင်းတာမားနေတဲ့အတွက်ကြောင့်ဆူတောင်းမပြေဘူးဆိုတဲ့အခါမှာဒါလည်းအိမ်ုံကလေးသာသနာပြုကံတာတစ်ခုပဲဆိုတဲ့အတွက်ကြောင့်ချစ်တော်ညီကိုမောင်နှမများကျွန်တော်တို့တော့ကြံကြံခိုင်း28နေဒီမှာပါတရားပုံကြံခိုင်း28နေကိုတရားပုံနာပြုပြီးလွှဲချောင်းလို့ပြီးပထမနေ့ဆက်စုပ်ရချောင်းလို့တရားကိုမနာတရားကိုမလိုက်လျှောက်တဲ့လူဘယ်လောက်ပဲဆုတောင်းလုပ်တာဒါကြောင့်ကျွန်တော်တို့ကဆုတောင်းကျမ်းစာဖတ်တာပဲအာယုံမပြုတ်အဲ့ဒီတိုင်းတိုင်းလျှောက်တဲ့အခါမှာဆုတောင်းမပြုတ်ဘူးဆိုတဲ့အခါမှာ
ကိုယ်တိုင်လည်းဘုရားခင်လူချင်းနဲ့ဖြစ်ချင်တဲ့စုလည်းကျွန်တော်တောင်းလို့တရားနဲ့လည်းကျွန်တော်သက်ရှင်လို့လေလို့လေဒါကလည်းကျွန်တော်တို့အင်းဂတိတာနာပြုအလတ်ကိုလုပ်တဲ့အခါမှာအခြေခံကြတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါကလည်းကျွန်တော်တို့ကြားပါလိမ့်မယ်အင်းဂတိစီယာကြီးလောကီဆန်အင်းဂတိစီယာကြီးလောကရာကိုတက်မဲ့တာဘာကြောင့်လို့ကျမ်းစာတိုင်းအတ္တရှိကြလို့ခေါ်လို့တမျိုးပြောလို့တမျိုးလုပ်လို့တမျိုးခေါ်တာတမျိုးလုပ်တာတမျိုးအဲ့ဒီဟာတွေကျွန်တော်တွေ့ရတယ်အဲ့ဒါပဲဆိုတဲ့အတွက်ကြောင့်ချစ်တော်ညီကိုမောင်မများဒီအေဝံဂေလိကာနာပြုအလုပ်ကိုကျွန်တော်လုပ်တဲ့အခါအချုပ်တွေနဲ့ပြောလို့ဆိုရင်ဆုတောင်းပါဆုတောင်းတဲ့အခါမှာဘာလို့တောင်းလဲဒီဘောကိုဆုတောင်းတယ်ကျမ်းမာရေးအတွက်လည်းဆုတောင်းတယ်ဘုရားသခင်ကကျွန်တော်တို့ကိုပေးချင်တာတစ်ခုပဲရှိတယ်။သခင်ယေရှုခရစ်ရှင်နဲ့ထပ်မြောက်ပြီးတဲ့နောက်ပြီးတယ်။အဲ့ဒါပါလဲဆိုတော့ဘာလို့လဲညီသက်ချင်းဒုတိယကတန်ရှင်းသောဝိညာဉ်တော်ကိုအဲ့ဒီတစ်ခုပဲတောင်းလောကမှာအောင်မြင်သူတွေနဲ့အသက်ရှင်ဝင်ရလိမ့်မယ်။အေဝံဂေလိသာသနာပြုလုပ်ငန်းကိုလည်းပဲအစစ်အမှန်ထဲထဲဝင်ဝင်ကောင်းကောင်းမွန်မွန်ကျွန်တော်တို့လှုပ်ဆောင်နိုင်ပါလိမ့်မယ်။ဖန်ရှင်းသောဝိညာဉ်တော်ကိုနဲ့အသက်တာရဲ့နေတဲ့ခြင်းယောဟန်ခန်းကြီး20အငယ်19ကနေ23ပါတမန်တော်တွေကိုဒီရှိတဲ့နေတဲ့ခြင်းနဲ့ဖန်ရှင်းသောဝိညာဉ်တော်ဒီတစ်ခုပဲကြောင်းပါဆိုတဲ့အခါကျဆရာကြီးကဆိုရင်တခြားမလို့လားဘယ်လိုစားမှလို့ပြောပါ့မဿဲခန်းကြီး6ကိုပြန်ပြီးရအောင်စာဖို့တောက်ဖို့ကိုယ့်ကိုယ်ပဲပူတာသာသနာပါဘူးခရိယန်တွေလုံးဖို့ဘူးဆိုတော့ခရိယန်တွေကဘာလို့ရမလဲအဓိကအင်းုံဂလိသာသနာပြုလို့အင်းုံဂလိသာသနာပြုလို့ပဲဆုတောင်းမယ့်အရာကငြိမ်သက်ခြင်းနဲ့တန်ရှင်းသောဘုရားကိုခံယူနမကေနှုတ်ပတ်တော်လမ်းပြတဲ့အတိုင်းအသက်ရှင်ဒီတစ်ချက်ပဲကျွန်တော်တို့ပြုရမှာဖြစ်ပါတယ်။တခင်ယေရှုခရစ်ပြောတဲ့စကားရှိတယ်။နာရှိတော်သူဒီကပြောပြရအောင်နာရှိတော်သူဒီကအခုကြားရပြီလား။ဟုတ်ပြီကျွန်တော်ပြောပါမယ်။နှလုံးသားရှိတဲ့သူဒီကခံယူတတ်ပါစေ။ပြောကြည့်အောင်။နှလုံးသားရှိတဲ့သူဒီကခံယူတတ်ပါစေ။အားလုံးဘုရားရဲ့ကောင်းမှုပေးပါစေ။ဒီနေ့ဒီဥပဒနာပြုလုပ်ကမှာနားရရှိခဲ့ကြပြီ။နှလုံးသားကြီးပါလာကြပြီ။ဆိုတဲ့အတွက်ကြောင့်ကြားပြီးတော့မှခံပြီးတော့မှလက်တွေ့ဖြစ်လို့ရအောင်။တပည့်တော်ဘုရားသားတို့ဘုရားပဲ